Kini pijin ne sagala samliga minoriye sidana gu loba ne matwe misine pare ro bagu loba ne matwe sigaina minoriye sidana gu loba ne matwe misine sidana ha loba ne twe mi dwa mi suyin mayaya aung yume lo chin muတွေကိုပဲဥတည်တဲ့ငါရဖို့အတွက်ပဲဥတည်သွားတယ်တဲ့ဗျဒါကြောင့်စေတနာကိုအတွဲမှန်လို့နံပါတ်1စေတနာကိုလောဘနဲ့မတွဲစေနဲ့စေတနာကိုလောဘနဲ့တွဲသွားပြီဆိုရင်အဲ့ဒီလောဘနဲ့တွဲနေတဲ့စေတနာကမင်းတို့တွေမကောင်းတာတွေကိုပဲယူအောင်မကောင်းတာတွေလိုချင်အောင်မကောင်းတာတွေပဲလုပ်ချင်အောင်တိုက်တွန်းတော့မယ်ရန်ကားတော့မယ်တဲ့မှန်ရလားဒါကြောင့်မင်းတို့တွေမောင်ကဘာတွေကနေပြီးတော့လုံးပြီးတော့လူရန်ကားတွေမပြည့်ပဲနဲ့လုံလန်းကိုရတဲ့နဲ့မောင်ကဘာတွေကထွက်ခြင်းနဲ့ဆိုရင်မင်းတို့တွေရဲ့စေတနာကိုလောဘနဲ့မတွဲမိစေနဲ့တဲ့မှန်ရလားနောက်တစ်ခုမင်းတို့တွေရဲ့စေတနာကိုဒေါသနဲ့မတွဲမိစေနဲ့ဘာနဲ့တော့ပရိသေစေတနာဒေါသနဲ့တွဲသွားပြီဆိုရင်အဲ့ဒီဒေါသနဲ့တွဲမိနေတဲ့စေတနာကမင်းတို့တွေမကောင်းတာတွေလို့သူတော်ဘာတက်တွေကိုတက်သူတော်ဘာကိုနိုင်ခြင်းဓမြတက်ခိုးလူတန်ဒါတွေပဲစေခိုင်းတော့မှဘယ်သူကစေခိုင်းမှာစေတနာကအဲကြောင့်စေတနာကံမှာဘိက္ခဝေလို့ဘုရားရှင်ဟောတာဟုတ်လားစေတနာအဓိကကြတယ်ယနေ့ကလောကလူသားတတ္တဝါတွေမိုက်နေတယ်ရမ်းနေတယ်ကြမ်းနေတယ်လွတ်နေတယ်တိုက်နေတယ်ခိုက်နေတယ်ဆိုတာပရိသတ်ကြီးစေတနာကိုနံပါတ်1လောဘနဲ့တွဲလို့ဘာနဲ့တွဲလို့နောက်နံပါတ်2စေတနာကိုဒေါသနဲ့တွဲလို့တဲ့ပရိသတ်ရဲ့စဉ်းစားကြည့်တဲ့ယနေ့ကဓမ္မသဘင်ကြီးကိုလာနေကြတဲ့ဓမ္မမိတ်ဆွေဆွေတော်မျိုးတော်သူတော်ကောင်းတွေရဲ့စေတနာကိုဒါနနဲ့တွဲလိုက်တဲ့ကအဲ့ဒီစေတနာနဲ့တွဲနေတဲ့ဒါနကဘာကိုလုပ်ခိုင်းတော့ကုသိုလ်ကိုမလုပ်ခိုင်းဘူးလားပရိသတ်ရဲ့စေတနာကဒါနနဲ့တွဲသွားလိုက်တဲ့အခါကျတော့မိမိရှိတဲ့ຢာကိုစွန့်ကြဲပေးကမ်းအောင်စွန့်ကြဲပေးကမ်းခြင်းအောင်တိုက်တွန်းမှုလားနံပါတ်1အရိစေတနာကဘေးကင်းကလည်းပဲဩဒီကနေ့ညအောင်မေတ္တရာကျောင်းတိုက်ကတာမဲမဲနဲ့မဲသလားမဲပါဗျာမဲသလားအညာပါနဲ့မနေ့ကသင်္ကန်းဝါယူဝတ်လို့တဲ့ဘုန်းကြီးနဲ့အဲ့ဒီသင်္ကန်းဝါယူချုပ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးရုပ်တော်ဆိုးသွားတယ်ပရိသတ်ကြီးချစ်တဲ့မျိုးလုံးနဲ့မှမကြည့်ပဲနဲ့မှန်ရလားပရိသေပြောတဲ့နာကစေတနာကိုဒါနနဲ့တွဲလိုက်တဲ့အခါကျတော့နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်ကောင်းတွေလုပ်ပြသွားတယ်ပရိသေစေတနာကိုဒါနနဲ့တွဲလိုက်တဲ့အခါကျတော့ဩငါတို့ဆရာတော်ရဲ့နိဗ္ဗာန်ထဲမှာဆရာတော်ရဲ့တပည့်ဖန်တီးခြင်းဆရာတော်နဲ့အတူတူဆရာကျေးဇူးဆက်လုပ်ငန်းတွေကိုအလုံးတိုင်းတိုင်းမင်းမင်းညီညီညွတ်ညွတ်နဲ့ငါတို့တွေလုပ်ကြမယ်ဆိုပြီးတော့ပရိသေရဲ့စေတနာကိုဒါနနဲ့တွဲလိုက်တဲ့ကဝေယဝိဇ္ဇတွေရောမလုပ်ပြသွားဘူးလားစေတနာတွဲမှန်ဖို့လိုပါတယ်ဗျာမယလားစေတနာဘာဖြစ်ဖို့လိုတယ်တော့စေတနာတွဲမှန်ဖို့လိုတယ်စေတနာဟာမေတ္တာနဲ့တွဲသွားပြီဆိုရင်တော့ပရိသတ်ရဲ့လောကလူသားတတ္တဝါတွေငြိမ်းချမ်းကြောင်းချမ်းသာကြောင်းလောကလူသားတတ္တဝါတွေကောင်းကျိုးရာကြောင်းတွေကိုသာလေပရိသတ်ရဲ့စေတနာကစိတ်စောတော့တာဟောဘူးလားပရိသတ်ရဲ့စေတနာကိုမေတ္တာနဲ့တွဲထားတဲ့ပုဂ္ဂိုလ်များကြတော့သူတော်ဘာဒုက္ခရောက်မှာကိုမလိုလားဘူးလိုလားသလားသူတော်ဘာတွေကိုစိတ်ချမ်းသာစေခြင်းနဲ့